င်္ဂလာပါရှင်မိမိပဲဖြစ်ပါတယ်မိမိကဒီမျိုးပါပေါ့နော်ဒီခဲပွင့်လေးကိုဒီအနောက်မှာပေါ့နော်ကိုကြိုက်နေတဲ့စပင်ရဲ့အနောက်မှာကြီးကြီးလေးလုံနေကိုလှရပေါ့နော်လုံနေကိုလာပြီးမှပြပြပဲဖြစ်ပါတယ်ဆိုတော့ကိုကြိုက်တဲ့စပင်အရာခဲပွင့်ကိုကြိုက်တဲ့ပုံကိုကြိုက်တဲ့အရာလုပ်လို့ရပါတယ်ပြီးရင်မီနူထဲဝင်ပြီးရင်ပြန်ပြမယ်ပေါ့နော်ပြန်ပြမယ်ပေါ့နော်အရင်ဦးဆုံးမိမိတို့ဒီမီနူထဲဝင်ပါမယ်ထဲဝင်ပြီးလို့ရှိရင်ဒီဥစ္စာလေးထဲဝင်ပါမယ်ဝင်ပြီးလို့ရှိရင်မိမိတို့ဒီထဲကိုဝင်ပါမယ်ဒီထဲဝင်ပါမယ်ပြီးရင်မိမိတို့ဒီအပေါ်မှာဒီလိုရှိရပေါ့နော်အဲ့ဒါမိမိတို့အောက်ဆွဲသွားလို့ရှိရင်မိမိပြပြထားတဲ့မြားလေးနဲ့ပြထားတဲ့ဟာလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်ကြရင်အဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်ကြရင်ဒီလိုမျိုးဥစ္စာကိုတွေ့ရမှာဖြစ်ပါတယ်ကြားလို့ရှိရင်ပေါ့နော်ဒီအပေါင်းလေးကိုနှိပ်မယ်ဆိုလို့ရှိရင်အတန်နေပါဝိုင်းလဲ sorry ပါဖဲပွင့်ရမှာကြီးလာပေါ့နော်ကြီးလာတယ်ဆိုတော့ဒါဆိုရင်နောက်ဆုတ်တာပေါ့နော်ဒါဆိုရင်ရှေ့ရောက်တာပေါ့နော်မိမိကဖဲပွင့်ရှေ့တူပြီးတော့ခဏလေးပေါ့နော်ညှိအဲ့ဒါတော့ကိုယ့်ဘက်ကိုအဆင်ပြေတယ်လို့ညှိလိုက်ဖို့ပြောရှင်ပါတယ်မိမိညှိပြီးပြမယ်ပေါ့နော်တကယ်လို့မရှင်းလို့ရှိရင်လည်း sorry ပါကဲအခုဆိုရင်တော့မိမိညှိနေတာပေါ့နော်တကယ်လို့မိမိညှိရအမားပါဝိုင်းလည်း sorry ပါကိုအဲ့ဒါတော့ပေါ့နော်ကိုယ့်ဘက်ကိုအဆင်ပြေတယ်လို့ညှိဖို့ပြောချင်ပါတယ်မိမိလုပ်ပြတဲ့အထဲမှာအမားအများကြီးပါဝိုင်းလည်းမိမိတောင်းပန်ပါတယ်မိမိလုပ်ပြတာလိုက်မလုပ်တတ်ဘူးဆိုလို့ရှိရင်လည်းဟုတ်နော်တကယ်လို့ညှိပြတာအမားကြီးအများကြီးပါနေဆိုလို့ရှိရင်လည်းမိမိတောင်းပန်ပါတယ်ဒါဆိုရင်နောက်ဆုတ်တာပေါ့နော်ညှိလိုက်ပါဦးမယ်ဒီမှာပေါ့နော်မိမိကတော့ညှိနေပါတယ်มีเรื่องน้ำมาเนี่ยปะเนาะขนาดปะกูสูงงานสกินแม่แค่บุญเนี่ยหรออันนี้ที่เสร็จแล้วปีนเอาอย่างเงี้ยเปลี่ยนชอบแบบนี้เข้าชอบเป็นไงไม่ใช่กูอันนั้นกูชอบแบบไหนตัวปีนี่ทำไหมปีอันนั้นเลยนะกูชอบแบบนี้เกมมีลูกแต่ส่วนเนาะน่ารักปะปีအခုဆိုရင်တော့အရန်ကိုလာပိုင်ဖဲပွင့်လေးရောက်လာပါပြီမိမိအင်ကြီးလေးတွားလိုက်ပြမယ်ပေါ့နော်အင်ကြီးလှလှလေးနဲ့ဆိုလို့ရှိရင်ပေါ့နော်ဒါလေးကလိုက်ပါတယ်ကဲလေးလိုက်ပါမယ်အင်ကြီးလှလှလေးဒါလေးကိုကာလာပြောင်းလိုက်ပါမယ်ညောင်းပေါ့နော်ပါနီလေးထည့်ပါမယ်ပါနီလေးထည့်ရင်စစ်စရာလေးပေါ့နော်ကဲထည့်ပြီးပြီဆိုတော့ sorry skin color ရကဲဖတ်ဖဲကဲအခုဆိုရင်တော့ရအောင်လာပါတယ်ကမလေးဖြစ်သွားပါပြီဒီနေ့ဗီဒီယိုလေးကတော့ပါပဲရှင်း subscribe ဗီဒီယိုကြိုက်နေတဲ့ဆိုရင်လည်းနောက်နေ့မှာများများတင်ပေးပါမယ်ဒါရဲ့ဗီဒီယိုလေးကို like ပေးပြီးတော့ channel လေးကို subscribe လေးနှိပ်ခဲ့ပေးပါအောင်ရှင်ဒီနေ့ဗီဒီယိုကတော့ပါပဲအားလုံးပဲတတာချစ်စရာလေးဖြစ်ပါနော်ဖဲပွင့်လေးနဲ့ရအောင်လာပါရဲ့လိုက်လို့ကြည့်ကြဖို့လည်းပြောချင်ပါတယ်နော်လာနော်ဖဲပွင့်လုံးကြီးဆိုင်